ဟိုးရှေးရှေးကလမ်းဆောင်လမ်းကွာတစ်ခုမှာညတန်းကောင်ရန်ရောက်တိုင်းပေါ်လာတတ်တဲ့ဈေးတဲ့ဦးကြီးတစ်ယောက်ရှိရဲ့။သူကတခြားပစ္စည်းတွေကိုရောင်းတာမဟုတ်ဘူး။လူတွေရဲ့အရေးကိုဝယ်ပြီးကံကောင်းချင်းတွေကိုပြန်ရောင်းတာပါ။အဲ့ဒီရွာမှာမောင်လောဘဆိုတဲ့လူငယ်တစ်ယောက်ရှိရဲ့။သူကဘာလို့ရှုံးနေနေပြီးကန်ဆိုးလို့ကနေ့မှာတော့အဲ့ဒီဈေးတဲ့အိုးကြီးစီကိုရောက်သွားခဲ့တယ်။အဖို့ကျွန်တော်မှရောင်းစရာငွေကြေးမရှိဘူးလို့မောင်လောဘကဆိုတော့ဈေးတဲ့အိုးကြီးကခြောက်ချားဝယ်ရရေမောလိုက်ပြီးငါကငွေမလိုချင်ပါဘူး။မင်းရဲ့အရေးသေးကအမြဲဆုံးအပိုင်းအစတစ်ခုကိုပဲပေးပါ။အဲ့ဒီအစားမင်းမနှက်ဖြန်ကစားပြီးဘာပဲလုပ်အောင်မြင်စေရမယ်လို့ကမ်းလှမ်းလိုက်တယ်။မောင်လောဘကလည်းအရေးဆိုလားကိုနဲ့မဆိုင်နဲ့အမြဲတမ်းရောင်အကွက်ပဲလေလို့ပေါ့တန်တွေးပြီးသဘောတူလိုက်တယ်။ဈေးတဲ့ဦးကြီးကကက်ကြီးအရှိကြီးတစ်ခုနဲ့မောင်လောဘရဲ့ချက်ထောက်အောက်ကအရေးကိုဖြက်ခနဲညှက်ယူလိုက်တယ်။နောက်နေ့ကစပြီးမောင်လောဘဟာတကယ်ပဲကံကောင်းလာတယ်။လမ်းလျှောက်ရင်ရွှေအိတ်ကောက်ရတယ်။စီးပွားရေးလုပ်ရင်လဲတဟုန်တော့အောင်မြင်လာတယ်။ဒါပေမဲ့ထူးဆန်းတာတစ်ခုကသူ့ရဲ့အရေးဟာတဖြည်းဖြည်းနဲ့တိုးလာတာကိုသူသတိထားမိလာတယ်။တညမှာတော့သူအိမ်မက်ရောင်ပြီးလန့်နိုးလာတယ်။မှန်ထဲမှာသူ့ကိုယ်သူကြည့်လိုက်တဲ့အခါသူ့မျက်နာကအရင်လိုမဟုတ်တော့ပဲတဖြည်းဖြည်းနဲ့ဖြော့တော့ပြီးပျောက်ကွယ်လူနီးပါချစ်နေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီအချိန်မှာပဲသူ့အိမ်ရှိကနေကြောက်ခဲနဲ့တကားကိုလာခောက်တန်ကြားလိုက်ရတယ်။တောက်မောင်လောဘတကားကိုတုံရင်နဲ့ဖွင့်ကြည့်လိုက်တဲ့အခါအပြင်မှာဘသူ့ကိုမှမတွေ့ရဘူး။ဒါပေမဲ့မြေကြီးပေါ်ကိုငုံကြည့်လိုက်တဲ့အခါမှာတော့သူအယမ်းကြောက်လန့်သွားကြရတယ်။ဘာလို့လဲဆိုတော့သူ့ရဲ့ချက်တော့အုပ်မှာရှိရမယ်အရေးကသူ့ကိုကြောခိုင်းပြီးလမ်းမပေါ်ကိုတယောက်တည်းလမ်းလျှောက်ထွက်သွားတာကိုမြင်လိုက်ရလို့ပါပဲ။မောင်လောဘရဲ့အရေးကဘဲကိုသွားနေတာလဲ။အရေးမရှိတော့တဲ့လူတစ်ယောက်ကတော့လူအစ်စ်အဖြစ်ဆက်ရှိနေနိုင်ပါဦးမလား။ဒုတိယပိုင်းမှာဆက်လက်နားဆင်ပေးပါ။